နော်ဒီနေ့တော်ကိုထက်ကနေပြီးတော့ Riot Game Flame Production ကနေဖိတ်ကြားပေးတဲ့အတွက်လည်းမဆန္ဒကျေးဇူးတင်ပါတယ်တော်ကိုထက်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ For You Cinema Application ပေါ့နော် online ကနေပြီးတော့ဇာတ်ကားတွေကိုဇာတ်လမ်းတွေကိုကြည့်လို့ရအောင် For You Cinema Application မိတ်ဆက်ပွဲကိုကျွန်တော်တက်ရောက်ချင်းပေးခဲ့ပါတယ်ဒီထဲမှာကိုညီကိုမောင်နှမတွေနဲ့ရင်းနေချစ်ချစ်ခင်ခင်တွေ့ကြရတယ်ပေါ့လေပြီးတော့ကန်ဆာမဲတွေလည်းပေးတယ်လက်ဆောင်တွေလည်းပေးတယ်ထင်တာလည်းကျွေးတယ်ပေါ့လေအဲ့တော့ဒီမှာတူမလေးရယ်မမိုးရယ်တွေ့တယ်ကျွန်တော်ညီမလေး online လေးစုံတယ်ဘာပြောပြောခဲ့ပါတယ်ခင်ဗျာကျေးဇူးလေးတင်ပါတယ်အားလုံးချစ်တယ်နော်ပြီးတော့ထုတ်လို့ရကနေပြီးတော့စင်တင်၄ယောက်ပေါ့လေသူတို့ကိုစင်တင်ပေးတယ်ပေါ့လေအဲ့တော့အောင်မြင်ကြပါစေလို့အတီးတီးပြီးတော့ကျွန်တော်တို့တွေဗျာကန်ဆန်းမေးတွေကျွန်တော်တို့လက်ဆောင်တွေကန်ဆန်းမေးတွေပေးတယ်ဗျာအဲ့တော့ကန်ဆန်းမေးကကျွန်တော်ကပေါက်မလို့နဲ့ဗျာအရှိအနောက်နဲ့လွဲတာနှစ်ခါရှိတယ်ဗျာဒါပေမဲ့ပေါက်မလို့နဲ့မပေါက်ပေးနဲ့နောက်ဆုံးပိတ်အိတ်နဲ့လွဲတော့သူကတော့ချူလေးပဲဖြစ်ပါတယ်ချူလေးကသူ့ကိုသူနှိုက်ပြီးတော့သူ့ကိုသူပေါက်သွားပါတယ်အဲ့တော့ပြောခဲ့ရပါတယ်ကျေးဇူးပါ